ဆိုတော့အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ဇော်ရပါဒီနေ့မှာကျွန်တော် unit 8ပြီးသွားတော့နောက်ပိုင်းမှာ unit 8ရဲ့ lesson လေးပြီးသွားတဲ့နောက်ပိုင်းမှာကျွန်တော် unit 8ရဲ့ exercise လေးလုပ်မယ်ပေါ့နော်ထုံးစံတိုင်းပဲ exercise မလုပ်ခင်မှာဒီ seminar လေးခဏလောက် pause လုပ်တိုင်းမယ်ကိုယ်တိုင်ဖြည့်ကြည့်မယ်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီအဖြေတိုင်းမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့စလိုက်ရအောင် so 8.1 က answer the questions about the picture ပုံလေးနဲ့ပတ်သက်ပြီးတော့ဒီကျွန်တော် question များကိုဖြေပါတဲ့ so နံပါတ်1အားမသူကရေချိုးအနေနဲ့သူကပြောတယ် I'm a photographer ကျွန်တော်ဓာတ်ပုံဆရာပါဓာတ်ပုံရတဲ့သူပါ cameraman ပါ I'm a photographer so photographer လို့ပြောမယ်ကျွန်တော်ကဒီဓာတ်ပုံရတဲ့လူပါတဲ့ does he take photographs သူကဓာတ်ပုံရိုက်လားတဲ့ yes he does သူရိုက်ပါတယ်တဲ့ is he taking a photograph အခုဓာတ်ပုံရိုက်နေတာပေါ့နော် no he isn't so what is he doing သူဘာလုပ်နေလဲ he's having a bath ရေချိုးနေတယ် he is having a bath ရေချိုးတယ်ဒီစလုံးထဲမှာဝင်ပြီးတော့ချိုးတာကျွန်တော် bath လို့ခေါ်တယ်နော် having a bath okay ဒုတိယပုံကြည့် I'm a bus driver ကောင်မလေးက bus driver လို့ပြောတယ် bus ကားမောင်းနေပေါ့နော် is he driving a bus ဒါရှိမောင်းနေလား no she isn't သူမောင်းမနေပါဘူးတဲ့ does she drive a bus သူက bus ကားမောင်းလားတဲ့ yes she does မောင်းနေပေါ့နော်ဘာလို့လဲဆိုတော့ bus ကား driver ကိုမောင်းနေပေါ့လက်ရှိတော့တော့မောင်းမနေဘူး so what is she doing so she is playing the piano she is playing the piano သူကဒီ piano ဆန်တရားကိုတီးနေပါတယ် she is playing the piano so number 3ကကြည့်အောင် I am a window cleaner ကျွန်တော်ဒီနေ့မှဟိုတန်ရှင်းလုပ်တဲ့သူပါတဲ့ does he clean windows သူကဒီနေ့မှဒီကိုတန်ရှင်းလုပ်ပါသလားတဲ့ yes he does သူလုပ်တယ် yes he does is he cleaning a window yes he is အခုလက်ရှိလည်းတန်ရှင်းလုပ်နေတာဆိုလုပ်နေတယ် is he cleaning a window ဒီနေ့မှတန်ရှင်းလုပ်နေပါသလားတဲ့ yes he is သူလုပ်နေပါတယ်တဲ့ what is he doing he is cleaning a window သူကဒီနေ့မှကိုတန်ရှင်းလုပ်နေပါတယ် he is cleaning a window နော်သုံးလို့ရတာဆိုမှန်တယ်ဒီမှာပါတယ်နော်ဆိုနံပါတ်4ကကျတော့ we are teachers ကျွန်တော်တို့ကဆရာတွေပါတဲ့စာသင်တဲ့လူတွေပါတဲ့ are they teaching သူတို့စာသင်နေကြလား no they aren't သူတို့စာသင်နေကြပါဘူးတဲ့ no they aren't do they teach သူတို့စာသင်လားတဲ့ yes they do သူတို့စာသင်ပါတယ်လောလောဆယ်တော့သင်မနေဘူး yes they do เนาะအဲ့တော့ဒီက they do ဖြစ်မယ် what do they do သူတို့ဘာလုပ်လဲတဲ့ they are teachers သူတို့ဆရာတွေဖြစ်ပါတယ်သို့မဟုတ် they teach what do they do they teach သူတို့ပြောလို့ရအောင် they teach သူတို့သင်ကြပါတယ်တဲ့ okay ဆိုတော့ဒီကပိုင်းကျွန်တော်ဆက်သွားမယ်ဒါလည်းခုနအတိုင်းပဲเนาะခဏလောက်ရထား pause လုပ်ထားပြီးတော့ကိုယ်တိုင်ဖြည့်ကြည့်ပါပြီးပြီဆိုတော့မှကျွန်တော်လည်းဖြည့်တိုက်မယ်เนาะ okay so မဘာပြောလဲဆိုတော့ complete the sentence with am is or do don't doesn't ဒီ am is အသုံးမဟုတ် do don't doesn't နဲ့ဒီ sentence တွေကိုဖြည့်ပေးပါနံပါတ်1ကသူပေးထားပြီးအားကြီး adjustment do you speak English တစ်စိတ်လားမင်းအင်္ဂလိပ်စကားပြောတတ်လား adjustment do you speak English မင်းအင်္ဂလိပ်စကားပြောတတ်ပါသလားတဲ့ဒုတိယဟာကျတော့ where's Kate ဘာမှလဲတဲ့ I don't know ကျွန်တော်မသိဘူး I don't know ငါမသိဘူး where's Kate I don't know ငါမသိဘူးကျွန်တော်ဒီကို unpositive တင်တော့ထည့်ပြရမယ်နော်နံပါတ်3ကကျတော့ what's funny ဘာကြီးရဘယ်ဥစ္စာကြီးစရာဖြစ်နေရလဲတဲ့ what's funny ဘာကြီးရလဲတဲ့ why are you laughing မင်းဘာလို့ကြီးနေရလဲတဲ့ why are you laughing မင်းဘာလို့ကြီးနေရလဲတဲ့ why are you laughing AI ရနော်ကျွန်တော်ဘာလို့ AI ရအောင်ထည့်လဲအနောက်က ing test ပါလို့နော်အနောက် ing နဲ့ရေးတာလို့နံပါတ်4ကကျတော့ what your sister do what does your sister do she's the dentist သူကသွားဆရာဝန်တယောက်ပါကျွန်တော် what does your sister do မင်းအမဘာလုပ်လဲဘာအလုပ်လုပ်လဲ what does your sister do နော် she is the dentist သူကသွားဆရာဝန်တယောက်ပါတဲ့ဆိုတော့ဒီမှာကျွန်တော် grammar နဲ့ပတ်သက်တဲ့ဟာတွေနော်အဓိကအသေးစိတ်ဆက်ပြီးတော့မရှင်းတော့ဘူးနော် exercise တွေပဲလုပ်တော့ပြီးတော့ number 5က is quite raining နဲ့ it is raining မိုးရွာနေတယ် it is raining မိုးရွာနေတယ်တဲ့ I want to go out in the rain I don't want to go out in the rain မိုးရွာတယ်မှာကျွန်တော်လမ်းထွက်မလျှောက်ချင်ဘူး I don't want to go out ဆိုရင်မိုးရွာတယ်မှာကျွန်တော်လမ်းထွက်မလျှောက်ချင်ဘူး it's raining မိုးရွာနေတယ်နောက်တစ်ခုကကျတော့ number 6ကကျတော့ where you come from where do you come from မင်းဘယ်ရလာလဲ where do you come from Canada ကျွန်တော်ကနေဒါလာတယ် where do you come from မင်းဘယ်ရလာလဲ number 7 how much it costs to stay at this hotel how much does it cost to stay at this hotel how much does it cost to stay at this hotel ဒီ hotel မှာနေဖို့ဘယ်လောက်ကုန်ကြလဲဘယ်လောက်ပေးရလဲ
is it expensive ဈေးကြီးလား is it expensive ဈေးကြီးလားနံပါတ်8က Steve is a good tennis player Steve ကဒီ tennis ကောင်းကောင်းကစားတဲ့သူပါတဲ့ but he doesn't play very often သူကဘောလုံးသိမကစားဘူးဒီ tennis သိပြီးတော့မကစားပါဘူးတဲ့ but he doesn't play very often ဘာလို့ကျွန်တော် doesn't ထည့်လိုက်တယ်လဲဆို view ဒီဘက်ပါတယ်နော် view ဒီဘက်အတိတ်ပဲဒါပေမဲ့ဆိုပြီးဒါပေမဲ့ဆိုတော့ကျွန်တော်စံချိန်ဘက်အတိတ်ပဲလေးထည့်ပြရမှာ okay Steve ကဒီ tennis ကောင်းကောင်းကစားတတ်ပါတယ်ဒါပေမဲ့သူကသိပြီးတော့မကစားဘူးတဲ့နော်ဒီပြရမထင်နဲ့နော်ပတ်ပါမယ် 8.3 ကကြတော့ put the verb in the present continuous or the present simple so အောက်မှာ quality ပေးတာလေ quality မှာ present continuous တို့မှာ present simple ကျွန်တော်ထည့်ပေးရမယ် semantic က excuse me say loud do you speak English you not do နဲ့ပေးတာဆို do you speak English English ကပြောလာတယ် where's Tom ထမမှာလဲ he is having a shower သူရေချိုးနေပါတယ် he is having a shower သူရေချိုးနေပါတယ် he have ပေးတာလေ so I not watch the TV very often so I don't watch TV very often နော် TV သိမကြည့်ပါဘူးတဲ့ I don't watch TV very often ကျွန်တော် TV သိမကြည့်ပါဘူးတဲ့ number 4ကကျတော့ listen somebody is singing တယောက်နာသင်းဆိုနေတယ်နားထောင်နေ somebody is singing နော် sing ပြတာဆိုတယောက်နားထောင်နေတယ်တယောက်သင်းဆိုနေတော့ဆိုတာမျိုးပြောတာ somebody is singing အန်ဂျင်တော့မှာ number 5က Sarah is tired Sarah ပြန်မှန်းနေတယ် she want to go home now ဆိုတော့ she wants WANTS ထည့်ပြမှာ she wants to go home now သူကအိမ်ပြန်ခြင်းပြီတဲ့ she wants to go home now WANT မှာ S လေးသုံးထည့်ပြရမယ် present simple နော်ဒါနောက်တစ်ခု number 6က how often call your car how often do you use your car ကားကိုမင်းဘယ်နှကြိမ်လောက်သုံးလဲတဲ့ everyday နေ့တိုင်းလားတဲ့ how often do you use your car မင်းကားကိုဘယ်နှကြိမ်လောက်သုံးလဲတဲ့ everyday နေ့တိုင်းလားတဲ့ how often do you use it မင်း so number 7 excuse me but you sit in my seat oh I'm sorry excuse me you are sitting in my seat မင်းငါခုံမှာထိုင်နေတာ excuse me စိတ်လို့မင်းငါခုံမှာထိုင်နေတာတဲ့ hey ငါခုံမှာထိုင်နေရလို့ပြောတာ oh I'm sorry နော် ing သုံးမယ်နော် you are sitting နဲ့သုံးမယ် present continuous နဲ့သုံးရမှာဒါ number 8ကကျတော့ I'm sorry I not understand can you speak more slowly maybe I don't understand ကျွန်တော်နားမလည်ဘူးတဲ့ကျွန်တော်နားမလည် I don't understand I'm sorry I don't understand can you speak more slowly နည်းနည်းလေးပြပြပြောလို့ရမှာ can you speak more slowly နည်းနည်းပြပြပြောလို့ရမှာမင်းပြောညံနေပေါ့နော်ပြောချင်တာဒီပြန်ဒီမှာဘာဖြစ်ရမလဲဆို I don't understand နားမလည်ဘူး I don't understand number 9ကကျတော့ I'm going နောက်တစ်ခု number 9ကကျတော့ I'm so it's late နောက်ကျနေတယ် it's late နောက်ကျနေတယ်တဲ့နောက်က I go ပြတာ home now တဲ့ I'm going home now ငါတို့အိမ်ပြန်နေပြီနဲ့ it's late နောက်ကျနေပြီငါအိမ်ပြန်နေပြီနော် I'm going home now ကျွန်တော်အိမ်ပြန်နေပြီတဲ့နောက်ပါဆက်ပြီးမှ Are you coming with me ငါနဲ့လိုက်မှာလား Are you coming with me ငါနဲ့လိုက်မှာလား Are you coming with me ငါနဲ့လိုက်မှာလား so နောက်တစ်ခုက number 10ကကြတော့ what time ပြရတယ် your father finish work every day ဆိုတော့ what time does your father finish work every day what time does your father finish work every day မင်းဖေနေ့တိုင်းဘယ်အချိန်အလုပ်ပြီးပါတယ်တဲ့ဘယ်အချိန်အလုပ်ပြီးပါတယ်တဲ့နေ့တိုင်းဖြစ်တဲ့ခါမှာကျွန်တော် present simple သုံးတယ်နော်နောက်တစ်ခုက you can turn off the radio ကိုမပိတ်လိုက်လို့ရပါတယ် I'm not listening to it ကျွန်တော်နားထောင်မနေဘူး I'm not listening to it ကျွန်တော်နားထောင်မနေဘူးကျွန်တော် IM တန်းဆိုတော့လက်ရှိနားထောင်မနေဘူးဆိုတဲ့အကြောင်းပြောတာ Where's Paul နံပါတ်7 Where's Paul ဘာမှလဲတဲ့ in the kitchen he is cooking something သူကချက်နေတယ် he is cooking something နော် he is cooking ကျွန်တော် IM တန်းဆိုတော့မယ်နောက်တစ်ခုကနံပါတ်73ကကျွန်တော် mark ပြထားတယ် not usually drive to work တဲ့ so mark doesn't usually drive to work ဒီပုံမှန်အားဖြင့်အလုပ်ကိုကားမောင်းသွားလို့မရှိကားမောင်းသွားလို့မရှိပါဘူးတဲ့ he usually walks okay နော် he usually walks အဲ့လိုဖြစ်မယ်w walk ကိုကျွန်တော်တို့က walk လို့ဖတ်ပြီးနော် wal ကိုကျွန်တော် walk လို့ဖတ်မယ်နော်နံပါတ်14ကကြတော့ Sue not like coffee တဲ့ Sue doesn't like coffee Sue က coffee မကြိုက်ပါဘူးတဲ့ she prefers as တော့မယ် she prefers tea သူက coffee ကိုလက်ဖေးကိုပိုကြိုက်ပါတယ်တဲ့ Mark က Sue က coffee ကိုမကြိုက်ဘူးတဲ့သူကလက်ဖေးကိုပိုကြိုက်ပါတယ်တဲ့သင်ပြောမယ် Sue doesn't like coffee she prefers tea သူက tea ကိုပိုကြိုက်ပါတယ်တဲ့ okay so ဒါဆိုလို့ရှိရင်ဒီနေ့ lesson မှာကျွန်တော်တို့ဒီ present simple နဲ့ present continuous ရဲ့ခွာခြားချက်တွေအကြောင်းကိုပေါ့နော် example တွေအများကြီးနဲ့ကျွန်တော်တို့
ဥမာတွေပေါ့နော်အများကြီးလုပ်ပြီးပြီလို့ကျွန်တော်ထင်ပါတယ်ဒီလောက်ဆိုရင်တော့ဒီနေ့တော့ဒီလောက်ပါပဲ have a nice day ပါအားလုံး